ကဘာပေါ်မှာခီးသွားဖို့ခက်ပြီးဗီဇာရဖို့ခက်တဲ့နိုင်ငံလို့ပြောလိုက်ရင်လူတော်တော်များများတော့မြောက်ကိုရီးယားကိုပဲပြေးမြင်ကြမယ်ထင်တယ်။ဒါပေမဲ့ Central Asia မှာမြောက်ကိုရီးယားလိုပဲဗီဇာခက်ဝင်ထွက်အရန်ကြက်ပြီးပိုပြီးထူးဆန်းတဲ့ဦးကြောင်ကြောင်နိုင်တဲ့ဥပဒေရှိတဲ့နိုင်ငံတစ်ခုရှိတယ်။အဲ့ဒါတော့ Stan နိုင်ငံတွေက Turkmenistan နိုင်ငံမှာရာစုနှစ်များစွာပိုလန်မရဲ့အစီအကားဆုံးနေရာလေးတစ်ခုကနေဘာလို့ကမ္ဘာအထူးဆန်းဆုံးဥပဒေရှိတဲ့နိုင်ငံကိုပြောင်းလဲတော့1991ဆိုဗီယက်ယူနီယံပြိုကွဲပြီးတဲ့နောက်ပိုင်းမှာ Turkmenistan နိုင်ငံကိုထူထောင်ခဲ့ပါတယ်။သူတို့နိုင်ငံကိုဦးဆောင်တဲ့ခေါင်းဆောင်တွေကနည်းနည်းတော့ထူးဆန်းနေဗျ။ဘလို့ထူးဆန်းလဲဆိုရင်ပြက်ကလေးမှာပါတဲ့လတွေနေ့တွေနာမည်ကိုသူတို့နာမည်တွေသူတို့အမေတွေသူတို့အမျိုးတွေနာမည်ကိုပြောင်းလိုက်တာမျိုးပေါ့။ 1 2 3 4အောင်ဆောင်ကြီးရဲ့ scale တွေကလည်းတကယ်ကိုကျန်းနေဗျ DJ တီးတတ်တယ် guitar တီးတတ်တယ် rap ပြောတတ်တယ်တနက်ပစ်လက်ဖြောင်းတယ်မြင်းစီးတတ်တယ်ရဟန်းနေပါလေမောင်းတတ်တဲ့အပြင်ကား trip ဆွဲရအောင်လဲနိုင်ငံတကာ certificate တွေရထားတဲ့အထိကျွမ်းကျင်တာဗျသူ့ရဲ့မြင်းနဲ့တွဲပြီးဆိုထားတဲ့ rap ကလည်းတော်တော်မိုက်လို့ကျွန်တော်တော့ကြိုက်တယ်နားထောင်ကြည့်ဒီနိုင်ငံရဲ့သဘာဝတန်းငွေပေါ်ကျွယ်ဝမှုကကမ္ဘာနံပါတ်4ရှိပါတယ်။အဲ့ဒီသဘာဝတန်းငွေရရတဲ့ပတ်စံတွေကိုမြို့တော် Ashgabat မှာဂင်းနစ်စံချိန်တင်ကျင်စောနဲ့ထူးထူးဆန်းဆန်းစောင့်အောင်နေစောက်ထားတာအများကြီးပါပဲ။ Public area တွေမှာရေပန်းအများဆုံးလို့ကမ္ဘာအဖြူရောင်စကြင်ကြောက်ကိုအများဆုံးသုံးထားတဲ့မြို့ခြေထောက်တွေလက်တွေမပါတဲ့မြင်းရုပ်ကြီးအဲ့လိုမျိုးဂင်းနစ်စံချိန်ပေါင်း30ကျော်တောင်ရှိပါတယ်။ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူး။ဥပဒေနဲ့ထူးထူးဆန်းလှုပ်ထားရည်လည်းရှိပါသေးတယ်။သူတို့နိုင်ငံရဲ့တမရရအဖြူရောင်ပဲကြိုက်တဲ့အတွက်အနှဲအောင်ကားတွေမျိုးထဲမဝင်ဘူးဥပဒေထုတ်ပြီးတားထားတာရှိပါတယ်အဲ့တော့တနိုင်ငံလုံးကကားတွေရဲ့80%ကအဖြူရောင်နဲ့ငွေရောင်တွေပါပဲပြီးတော့ဒေသခံအလားပိုင်းဆိုရဲ့ခွေးတွေကိုတမရချစ်လို့လုံးဝထိခွင့်မပေးပါဘူးဥပဒေနဲ့အပြည့်အဝကာကွယ်ထားသလိုမျိုးလေကောင်မှာတော့ခွေးရုပ်ကိုရွှေနဲ့လုပ်ပြီးချထားပါသေးတယ်ဒါလောက်ခန်းခန်းနာနာစောက်ထားတဲ့စကြင်ကြောက်မျိုးကြီးကလည်းလူသူကင်းမဲ့နေပါတယ်ဘာလို့လဲဆိုတော့ဒီမျိုးထဲမှာစောက်ထားတဲ့စကြင်ကြောက်တိုက်ခံတွေကဈေးကြီးလုံးဒေသခံပြည်သူတွေကမနေနိုင်ပါဘူးအဲ့တော့မျိုးစုံတွေမျိုးပြင်တွေမှာပဲနေကြပါတယ်အဲ့တော့ဒီတိုက်ခန်းတော်တော်များများကအလွတ်တွေဖြစ်နေပြီးရှာရှာပပဧည့်သည်လာတဲ့အချိန်မှာပြဖို့တက်တက်ပဲဖြစ်နေတော့တာပါနောက်ထူးဆန်းတဲ့ဥပဒေတစ်ခုကတော့ရှာရှာပပဝင်ရထားတဲ့ဧည့်သည်တွေကနိုင်ငံတွင်းကိုဝင်လာပြီးပြန်ထွက်သွားတဲ့အချိန်ကြီးအစိုးရသတ်မှတ်ပေးထားတဲ့တိုးကိုက်နဲ့ attach တွဲထားရတာပါပဲဟိုတယ်ပြင်ထွက်လိုက်တာနဲ့တိုးကိုက်နဲ့ attach တွဲထားပါမယ်မုံသွားဝယ်တာမျိုးလမ်းလျှောက်သွားတာမျိုးတော့တိုးကိုက်မပါပဲလုံးလုံးမရဘူးအဲ့တော့ data ခံနေတဲ့ထိတွေ့ဖို့အကောင်းဆုံးအခွင့်အရေးကတော့သူတို့ရဲ့ဈေးကြီးတွေပါပဲအဲကျွန်တော်ပိုးလမ်းမခေတ်ကနေရှိခဲ့တဲ့ဈေးတွေဖြစ်တဲ့အတွက်ကြောင့်အက်ကနေစပြီးကလပ်ဦးထိရပါတယ်ကဘာကျော်တဲ့တက်ကော်စောတွေမြင်းနဲ့ပတ်သက်တဲ့အသုံးဆောင်တွေလည်းအများကြီးရပါတယ်ပြီးတော့နောက်စိတ်ဝင်စားစရာတစ်ခုကတော့ plot flow ခေါ်တဲ့ဒံပေါက်လိုမျိုးအိုးကြီးချက်ကိုလူတွေအများကြီးဝိုင်းစားရတာပေါ့နော်။သွားရင်တော့အဲ့ဒါမြည်ကြည့်ရမှာပါ။အဲ့တော့နာမည်ကြီးမျိုးတွေပြင်တခြားဘယ်နေရာကြီးသွားစရာရှိသေးလဲဆိုတော့ကျွန်တော်နီရှာရှေးဟောင်းမျိုးတွေပေါ့ဒါတွေကတော့ပိုးလမ်းမခေတ်ကနေရှိခဲ့တဲ့မျိုးတွေပါ။ပြီးရင် Grand Canyon လိုပဲလုံးဝအယောင်သွေးစုံတဲ့ရောက်ကမ်းပါးကြီးပြီးတော့ဒီဗီဒီယိုထဲမှာထည့်မပြောထားတဲ့ထူးထူးဆန်းဆန်းနေရာလေးတွေလည်းရှိသေးတယ်။ကဲအဲ့တော့ကမ္ဘာပေါ်မှာဗီဇာရဖို့အခက်ဆုံးနဲ့ထူးဆန်းတဲ့ဥပဒေရှိတဲ့ Turkmenistan နိုင်ငံအကြောင်း comment မှာဝင်ပြီးဆွေးနွေးပေးခဲ့ကြပါဦး